အားလုံးပဲမင်္ဂလာပါဒီနေ့ပြောစမယ့်အကြောင်းအရာလေးကတော့ TOEIC exam ကိုပေါ့နော်အမြင့်ဆုံးခြေနိုင်ခြင်းကျွန်တော်တို့ဘာလုပ်ရမလဲဆိုတဲ့ title လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ TOEIC exam ကိုပေါ့နော်အမြင့်ဆုံးခြေနိုင်ခြင်းနဲ့ဆိုရင်ဘာလုပ်ကြမလဲဓမ္မအုပ်ဆုံးအရေးကြီးဆုံးအချက်ကတော့ကိုကဘယ်လေပဲရောက်နေလဲပေါ့နော်ကိုကဘယ်အမတ်ရောက်နေလဲကိုကဘယ်အမတ်ကိုလိုချင်တာလဲပေါ့တို့တွေကအများအပြားအလုပ်ကိုင်းနေဖြစ်စေကျောင်းနေဖြစ်စေကျွန်တော်တို့ရအောင်လို့သူတို့ရဲ့ requirement တွေမှာလိုအပ်တဲ့အတွက်ဝင်လုပ်ကြရဝင်ပြီးတော့ဖြည့်ကြရများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတို့တွေကိုသူ့ရဲ့ဂျမတ်ကိုကဘယ်နေရာမှာရှိနေရဲဘယ်ဂျမတ်ကိုကလိုချင်နေဆိုတာကိုသိသွားပြီဆိုရင်ပေါ့ဥပမာကျွန်တော်တို့တက္ကသိုလ်တစ်ခုမှာတွားပြီးတော့ကျောင်းလျှောက်တဲ့အခါဟိုဘက်ကတို့ရဲ့အမတ်ကဘယ်လောက်ဆိုပြီးတောင်းနေပေါ့နော်အဲ့ဒီအခါကျကျွန်တော်တို့အဲ့ရမတ်အနည်းဆုံးရအောင်ဒီအမတ်အနည်းဆုံးရနေရမယ်ဆိုပြီးသူတို့သတ်မှတ်ထားတဲ့အခါကျကိုကအနည်းဆုံးအိမ်မက်တော့ရနေရမယ်ဒါမှမဟုတ်အဲ့ထပ်ပို့ပြီးတော့ရလေပိုကောင်းလိမ့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးဆုံးဦးဆုံးလုပ်တဲ့အရာဘာလဲဆိုတော့ကျွန်တော်တို့က placement test လေးလိုက်ဖြေရပေါ့နော် what test လေးတစ်ခုဖြေကြည့်လိုက်တာပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လိုဖြေမယ်ဆိုရင်အရင်ဆုံးတွေ့တဲ့အဲ့ဒီ payment test တွေကိုပေါ့နော် placement test တွေကိုဖြေလို့ရမလားဆိုမရဘူးပေါ့နော်ကျွန်တော်တို့ကစကဲဆံမွေးနဲ့အနည်းဆက်ဆုံးတူညီရဲ့အဲ့ဒီ mock test လေး placement test လေးတွေကိုဖြေနိုင်မှသာဖြေကြည့်မှသာကျွန်တော်တို့ကမှန်းလို့ရမယ်မှန်ကန်တဲ့ result ကိုသိရမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကဝင်ဖြေလိုက်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီ test လေးကိုလည်းအောက်မှာပေါ့ပမာသွားပြီးဖြည့်ကြည့်လို့ရတယ်ဆိုတာကို comment မှာချထားပေးပါမယ်အဲ့တော့အဲ့ဒီ TOEIC ကိုကျွန်တော်တို့ကဖြည့်မယ်ပေါ့ဖြည့်တဲ့အခါကျ reading and listening ကအများစုဖြည့်ကြရဲပေါ့နော်ကျွန်တော် reading and listening ပဲဆိုပါစို့ပေါ့အဲ့ဒီ reading and listening မှာကျွန်တော်တို့ဖြည့်ကြည့်တဲ့အခါဥပမာကိုရတဲ့အမှတ်ထက်ပေါ့နော်ကိုရခြင်းတဲ့အမှတ်ထက်တဝက်အောက်ကိုရောက်နေတယ်ဆိုပါစို့ပေါ့အဲ့ဒီတဝက်အောက်ကိုရောက်နေရဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့လေ့လာထားဖို့လုံနေသေးတယ်ဆိုရင်အထိပ္ပယ်လေးပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ခါကျရင်တော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးပို့ပြီးတော့နည်းနည်းလေးလေ့လာပြီးတော့မှပဲ level လေးကိုနည်းနည်းညှိနေတဲ့သဘောပေါ့ဗျာပြီးတော့မှကျွန်တော်တို့ကတိုးတွေကိုစံမွဲကိုဖြည့်ရစံမွဲဖြည့်ဖို့အတွက်လုပ်တာပေါ့တန်တူဖြစ်တဲ့နေပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ရတယ်ကိစ္စမရှိဘူးဒီလိုမျိုးဖြစ်နေလေရုံနိုင်နေကိုယုံကြည်မှုရှိရင်ငါလုပ်မယ်ဆိုရဲစိတ်မျိုးပြင်းထန်နေရဆိုရင်တော့လေဒါကရသွားနိုင်တယ်ပေါ့တယောက်ကစူးစမ်းနိုင်နေနှုံးနေရမတူတဲ့အတွက်ဒါကိုဘေးလေးပဲမှရှိနေလေကိုဘယ်နေသားမှရှိနေဆိုတာတိဖို့အတွက်အမတ်တူဦးဆုံးနေနဲ့ placement test လေးကိုဖြည့်စီချင်ပါတယ်ခင်ဗျအဲ့လိုဖြည့်ပြီးသွားတဲ့ခါကျရင်ရတဲ့အမတ်ကကိုလိုချင်တဲ့အမတ်ထက်ထက်ဝက်ထက်ကျော်နေပါတယ်ပေါ့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုရင် exam form ကိုစံပွဲမိကုန်းပုံစံကိုကြိုပြီးတော့ကျွန်တော်တို့စပြီးတော့ကြည့်လို့ရပြီဗျပြီးတော့ရင်ကျွန်တော်တို့က exam preparation လုပ်လို့ရပြီ what test တွေလေ့ကျင့်ခန်းဟောင်းတွေပေါ့နော်ကျွန်တော်များများလေ့ကျင့်ပြီးလို့ရပြီ exam နဲ့အသားကျနေတာတော့ရှောက်လုပ်နေလို့ရပြီပေါ့နော်အခါကျရင်တော့ကျွန်တော်တို့ပို့ပြီးတော့အញ្ញံဆုံးဖြေနိုင်ပါတယ်ပေါ့တယောက်ကလိုအပ်တဲ့ရမှတ်တွေကလည်းမတူညီတဲ့အတွက်ကျွန်တော်ဒီမှာတခုခုကိုရမှတ်တခုကိုသတ်မှတ်ပြီးမပြောလို့ပါဘူးပေါ့နော်ကိုပါကို placement test မှာတွားပြီးတော့ဖြည့်ချလို့ရပါတယ်အဲ့ရနေထွက်တဲ့ result ကလည်းပြောရရင်တကယ်ဆံမွဲနဲ့အနည်းဆက်ဆုံးနီးပါတူညီတဲ့အတွက်ကိုကမှန်လို့ရပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ placement test ဖြည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောရမလဲကိုလိုချင်တဲ့အမှတ်ပေါ့နော်ကိုလိုချင်တဲ့အမှတ်နဲ့ကိုအခုရနေတဲ့အမှတ်တွေကဘယ်လောက် weak ကနေလဲဆိုတော့သိသွားပြီဗျအဲ့တော့အခါကျရင်ကျွန်တော်တို့ကဘယ်လောက်ဝေးကွာနေပြီလဲဆိုရင်ဥပမာကျွန်တော်တို့ကလိုချင်တဲ့ requirement မှာသတ်မှတ်ထားတဲ့ဟာက600ဆိုပါစို့အဲ့ဒါကိုကျွန်တော်တို့က400ကျော်ပဲရနေဆိုပါစို့ placement test မှာဆိုရင်ငါဘယ်အပိုင်းမှာပို့ပြီးတော့ reading and listening မှာဆိုဘယ်အပိုင်းမှာပို့ပြီးတော့အမှတ်နည်းနေတာတဲ့ပေါ့အမှတ်နည်းတဲ့အပိုင်းတွေကိုပို့ပြီးတော့ဖိလို့တင်နေဆိုတာကိုအဲ့ချိန်မှာနားလည်သွားလိမ့်မယ်ပြီးတော့ placement test တခုကိုဖြည့်ကြည့်လိုက်တဲ့အခါကျရင်ကိုဟာဘယ်အပိုင်းမှာပို့ပြီးတော့အားနည်းနေလဲဆိုတာကိုသိသွားလိမ့်မယ်ဥပမာပေါ့နော် answer choice ကိုဖြည့်တဲ့အခါမှာကိုက answer choice တွေကိုရွေးနေတဲ့အခါမှာနားမလည်ဘူးဖြစ်သွားရလားပေါ့ကိုကဘယ်အပိုင်းမှာပို့ပြီးတော့အားနည်းနေရလဲဆိုတာကို test တစ်ခုကိုဥဆုံးဖြည့်ကြည့်မှလည်းသိနိုင်တာပေါ့နော်အဲ့ဒါကိုဖြည့်လိုက်လို့အတွက်
အမှတ်ကအဲ့လိုမျိုးပေါ့ဥပမာ600မှန်းထားတယ်400ကျော်ပဲရတယ်ဆိုရဲဟာကိုစိတ်တကြသွားစရာမလိုအပ်ပါဘူးပေါ့နော်ဒါကကိုပို့ပြီးတော့တိတိကျကျလေးပြင်ဆင်နိုင်မှုအတွက်မှန်မှန်ကန်ကန်နဲ့နည်းနည်းစစနဲ့ပြင်ဆင်နိုင်မှုအတွက်သွားထိလိုက်တာပဲဖြစ်ပါတယ်ပေါ့နော်ဘလောက်ဝိကွာနေပြီလဲဆိုတာကိုသိမှသာကိုဘလောက်လိုအပ်တဲ့အချိန်ဘလောက်လိုအပ်တယ်ကိုဘလောက်အားစိုက်ထုတ်ဖို့လိုအပ်တယ်ဆိုတာကိုမိမိတတတိတိတတသိလာနိုင်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြည့်ပြီးသွားတဲ့အခါကျရင်ဘာလို့ကြမလဲပေါ့အဲ့ဒီခါကျကျွန်တော်တို့ကခုနကလိုမျိုး600အနည်းဆုံးတောင်းနေဆိုပါဆိုပေါ့နော်600အနည်းဆုံးတောင်းနေဆိုရင်ကိုကဘလောက်ထိရအောင်လုပ်မှလဲငါ600အနည်းဆုံးတောင်းနေငါ650အနည်းဆုံးရရမယ်ဆိုတော့ target လေးပေါ့ကိုယ့်ရဲ့ရမ်းဖတ် target လေးကိုထားလိုက်ပါပေါ့နော်အဲ့ဒါလေးကိုမရမချင်းကိုကသိကျင်တော်မှာဖြစ်တယ်မရမချင်း test တွေလုပ်တော့မယ်မရမချင်းဒီချက်ကတွေလုပ်တော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘသူကတော့ဘယ်လာအရေးအတွက်နေရသွားတယ်ဘသူကတော့ဘယ်လာပိုင်းနေရသွားတယ်ဆိုတာကိုမရှင်းစေချင်မှုသူများတယ်ပေါ့နော်ကိုယ့်ရဲ့အင်းဒီစာနဲ့ပတ်သက်ပြီးတော့အခြေခံဘယ်လောက်ထိရှိလဲဆိုတာကလည်းတောင်းတကြောင်မတူညီတဲ့အတွက်ကြောင့်ပါပေါ့နော်အဲ့လိုမျိုးမတူညီတဲ့အတွက်ကြောင့်မလို့အရင်ဆုံး placement test နံပါတ်1အနေနဲ့ဖြည့်စီခြင်းနဲ့ပေါ့နော်အဲ့ဒီ placement test ကိုဖြည့်ပြီးတဲ့အခါကိုလိုချင်တဲ့ကိုလိုအပ်နေတဲ့ requirement အမှတ်နဲ့ကိုယ့်ရဲ့ placement test percent တွေကဘယ်လောက်ကွာနေလဲဆိုတာကိုကွာဝေးကိုသိသွားမယ်ကိုဘယ်လောက်ကြိုးစားရမယ်ဖေးအပိုင်းဒီမှာအားနေသွားရဆိုတာကိုသိသွားမယ်ပေါ့နော်မနေ့နေ့နဲ့နံပါတ်3အနေနဲ့ကကျွန်တော်တို့အမှတ်တစ်ခုကိုကျွန်တော်တို့သတ်မှတ်လိုက်မယ်ကြကျွန်တော်တို့ requirement မှာဥပမာခုနကပြောသွားသလို600လိုအပ်တယ်အဲ့လိုဆိုရင်ကိုက650အနည်းဆုံးရအောင်လုပ်မယ်ဆိုတော့ဆုံးဖြတ်ချက်လေးပေါ့နော်အဲ့လိုဆုံးဖြတ်ချက်လေးကိုကျွန်တော်တို့ချပြတဲ့အခါအဲ့ဒီအမှတ်လေးကိုမရမချင်းကျွန်တော်တို့စူးစမ်းသားမယ်ဆိုရင်အဲ့လိုမျိုးအဲ့ဒီအမှတ်650ကွက်တီမရစေခါဟိုပေါ့ကျွန်တော်တို့650ကျော်သွားတာပဲဖြစ်ဖြစ်650နီးပါးဖြစ်ဖြစ်အနည်းဆက်ဆုံးကျွန်တော်တို့တကယ်ဆောင်ဝယ်မှာကြားနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကအစီအဆုံးကိုယ့်ရဲ့နေထားကိုယ့်ရဲ့အခြေခံဒီစမဝဲနဲ့မပြင်ခင်မှာပေါ့နော်တိုးရင်းနဲ့မပြင်ခင်မှာကျွန်တော်တို့အနေထားဘယ်လောက်ရှိနေလဲဆိုတော့အရင်ဆုံးပြင်ဆင်သင့်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့ပြောထားတဲ့အကြောင်းအရာလေးကတော့တိုးရ exam ကိုအများဆုံးထိနိုင်ခြင်းဘာလို့ရမလဲအကြောင်းသားအများစုမလုံးမိတဲ့အရာတစ်ခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကမိမထုတ်ပြလိုက်တာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ခင်ဗျာ